အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ဒါစီရေးအခြေအနေနဲ့ပတ်သက်တဲ့သတင်းတချို့ကိုဒါမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဒီအားလုံးလည်းဒါဒီဖြစ်တဲ့ပေါ့လေဒါကျွန်တော်တို့နိုင်ငံမှာဒီလက်ရှိအခြေအနေရပေါ့လေဒါဒီအကြမ်းဖက်သမားတွေကအကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်တွေနဲ့ပေါ့လေဒါဒီအပြစ်မဲ့တဲ့ပြည်သူလူထုတွေကိုချင်းချောက်တာတို့ဒါမျိုးဟာတွေကိုတက်ကြက်ကျစီတာတို့ဒါတွေကိုဒါလုပ်နေကြတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာပေါ့လေဒါရှမ်းပြည်နယ်ဒါနောင်ချုံမျိုးနယ်အတွင်းမှာရှိတဲ့တောင်ခမ်းဒေသလည်းဒါတစ်ခုပါဖြစ်ပါတယ်ဆိုတော့ဒီတောင်ခမ်းဒေသနဲ့ပတ်သက်ပြီးတော့ပြောမှဆိုလို့ရှိရင်ဒီရရင်ပေါ့လေတောင်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့အနည်းငယ်ပြပြပြတော့မှာဖြစ်ပါတယ်ဆိုဒီတောင်ခမ်းဒေသဆိုတာကတော့ဒီရှမ်းဗမာဒလူလူမျိုးတွေအများဆုံးနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်ဒီပနောင်လူမျိုးတွေကအနည်းစုပေါ့လေဒါနေထိုင်တဲ့ဒေသတစ်ခုဖြစ်တယ်ဒီစီးရေးရဒါပြောမယ်ဆိုလို့ရှိရင်ဒါဒီတောင်ခမ်းဒေသကပေါ့လေဒါနောင်ချုံမျိုးတွေရဲ့အပိုင်းဖြစ်တယ်ပြည်ဦးနေမျိုးတွေကဆိုလို့ရှိရင်လည်းဒီ55မိုင်ပဲဝေးတဲ့ဒေသတစ်ခုပဲဖြစ်ပါတယ်တကယ်လို့သာဒီအကြမ်းဖက်ဖွဲ့ရင်းနဲ့ပေါ့လေဒါဒီတောင်ခမ်းဒေသကိုထိန်းချုပ်သွားနိုင်ခဲ့မှာဆိုလို့ရှိရင်ဒါပြည်ဦးလေမျိုးဒါထိန်းချုပ်လာရင်လည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီတောင်ခမ်းဒေသကပေါ့လေဒါရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဒါတောင်ပိုင်းကိုဒါဆက်ဆက်ပေးတဲ့ဒုထဝတီအနားမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒုထဝတီမြစ်ပေါ့လေရှင်းနောက်ဘက်ဒေသတွေကိုဒါဒီချင်းချောက်လာရင်လည်းဖြစ်တယ်ဒါစိုးမိုးလာရင်လည်းဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီရှမ်းတောင်ဘက်မှာရှိတဲ့ဒါကြောက်ကူရက်ဆောက်လမ်းကိုဒါစိုးမိုးထားရင်လည်းအပြင်ရက်ဆောက်မျိုးတွေကဗထုတက်မျိုးကိုလည်းဒါချင်းချောက်လာရင်လည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါအကြမ်းဖက်လက်နက်ကိုင်တာအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်တဲ့ပေါ့လေဒါ TNL အဖွဲ့အနေနဲ့ဒါဒေသခံဒါဒနုလူမျိုးတွေနဲ့ဒါ PDF တွေကိုဒါရှေ့တန်းတင်အသုံးချပြီးတော့2024ခုနှစ်ဩဂုတ်လ10ရက်နေ့ကနေစပြီးတော့ဒီတောင်ခမ်းဒေသကိုပေါ့လေဒါအသေးအတန်ရရှိရတဲ့အတွက်ဒါဒီတိုက်ခိုက်လာတာကိုတွေ့ရတယ်ဆိုတော့ဒီတိုက်ခိုက်တဲ့နေရာမှာဒါသူတို့တွေနဲ့ပေါ့လေဒါအင်အားအလုံးရင်းသုံးတယ်ပြီးတော့ဒီတိုက်ကွက်တွေရိုးစုံပို့ပြီးတော့ဒါတိုက်ခိုက်လာတာတွေ့ရတယ်ဆိုတော့ဒီသူတို့တွေနဲ့ပေါ့လေဒါနိုင်ငံရေးဒီအရာဒါဒီအမျက်ထုတ်တဲ့သဘောပါအောင်လဲပါပါပေါ့လေဆိုတော့နောက်ပြီးတော့ဒီသူတို့အနေနဲ့ဒါဘယ်လိုလိုမျိုးထပ်ပြီးတိုက်ခိုက်လာလဲဆိုလို့ရှိရင်တက်မလို့ပေါ့လေဒါဒီစစ်ကူတွေမလာနိုင်အောင်ထောက်ပံ့ပို့ဆောင်ရေးမလုပ်နိုင်အောင်ဆိုပြီးတော့ဒီကြောက်ကူပဲလမ်းတွေမှာဒါဒနု PDF တွေကိုဒါအသုံးချတယ်ပေါ့လေဒါဒနု PDF ကိုထားတယ်ဆိုဒီတောင်ခမ်းကိုတိုက်ခိုက်တဲ့အချိန်မှာလည်းဒါမိုးကုတ်ဘက်ကဒါ PDF တွေကပေါ့လေဒါမတရားစေတိုကြီးဘက်ကနေပြီးတော့ဒါတော်တော်များစစ်ကူပေးနိုင်ခဲ့တာတွေ့ရတယ်ဆိုတော့ဒီအဲ့လိုအချိန်မျိုးမှာပေါ့လေဒါဒီတောင်ခမ်းမှာရှိတဲ့တင်းတပ်ဖွဲ့တွေနဲ့ပေါ့လေဒါစစ်ကူကလည်းမရောက်လာဘူးဒါဒီထောက်ပံ့ပို့ဆောင်ရေးတွေမရောက်လာဘူးအဲ့လိုအချိန်မျိုးမှာဒီကျန်းဖက်သမားတွေပေါ့လေဒါတိုက်ခိုက်မှုကိုဒါဒီခံစစ်မျိုးစုံပြင်ဆင်ပြီးတော့ဒါခံခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောရရင်ပေါ့လေတက်မတော်မှာဒီစကားတစ်ခုရှိရပေါ့ဒါဘာလဲဆိုလို့ရှိရင်ဒါဒီအကောင်းဆုံးခံစစ်ကဒါအကောင်းဆုံးတိုက်စစ်ဖြစ်တယ်ဆိုပြီးတော့ဒီစကားတစ်ခုရှိရဒါကြောင့်မို့လို့ဒါခုနပြောလို့ဒီတောင်ခမ်းဒေသမှာရှိတဲ့စစ်တီတွေနဲ့ပေါ့လေစစ်ကူကလည်းရောက်မလာနိုင်ဘူးဒါထပ်ပံ့ပို့ဆောင်ရရတယ်ရောက်မလာနိုင်တဲ့အခြေအနေ